အားလုံးပဲမင်္ဂလာပါရှင်ချစ်တို့ဒါကတော့ကကတဲ့ဟင်းချက်တယ်ပေါ့နော်အဲ့ဒါခရမ်းညင်ဒီကတော့မော်လမြိုင်ခရမ်းညင်ဒီနဲ့ချက်တာကြည့်ပါဦးမော်လမြိုင်ခရမ်းညင်ဒီကအသားတွေအစီကိုသိမ့်မရှိတာခရမ်းညင်ဒီတစ်လုံးနဲ့ဟင်းတအိုးပြီးတော့အဲ့မှာကြည့်အောင်ရုပ်သီးမှုတ်စနွင်းမှုတ်ငါးဟင်းမဆလာအိုးအယောင်နဲ့ရတာပြောစရာမလိုမော်လမြိုင်သူတွေအစားကောင်းစားချက်ကြည့်ပါဦးခရမ်းညင်ဒီတစ်လုံးနဲ့ဟင်းတအိုးပြီးတယ်နော်မော်လမြိုင်ခရမ်းညင်ဒီကအသားတွေအရမ်းများတာအနှစ်ကြီးပဲချက်လိုက်လို့ရှိရင်လေအဲ့ဒါတော့ငါဟင်းမဆလာပေါ့အယောင်လေးကိုကြည့်အောင်ဝင်းနေတာပဲညိုမိစီကပစ္စည်းတွေကလုံးဝရှယ်ပဲနော်မော်လမြိုင်သူတွေအစားကောင်းစားချက်ကကတဲ့ဟင်းရလေးတအားစားကောင်းတာဝင်းနေရောငါကလည်းလက်လက်ဆက်ဆက်ရတော့လေငါကတော့တအားများအကောင်ကလည်းကြီးတော့လေအဲ့ဒါညိုမိကနည်းနည်းလေး5-6တုံးလောက်တော့ကြော်လိုက်တယ်ဟင်းကိုလည်းထည့်ချက်တယ်အမီးတွေခေါင်းတွေဗိုက်သားတွေကတော့ဟင်းထည့်ချက်တာပေါ့နည်းနည်းအသားပိုင်းတွေတော့ကြော်ပလိုက်တယ်ကြည့်အောင်မကြည့်စားကျင်စရာအယောင်နဲ့ရတာတော့ဒန်းစလွန်ဒီငရုတ်သီးစိမ်းနန်းနန်းမင်းလေးခွဲထည့်ပြီးတော့ချက်ထားတာမှုင်းနေရောစားခြင်းစရာဟင်းရောင်လေးကဒီနေ့ကတော့လုံးဝ share ပဲကကရင်ဟင်းချက်ပုံချက်နည်းလေးသေးစိတ်ဗီဒီယိုဖိုင်နဲ့ပြထားတယ် share ပဲတွေ့လားငရုတ်သီးမှုတ်စနွင်းမှုတ်အယောင်တင်မှုတ်မဆလာလုံးဝ share ပဲညိုမိပစ္စည်းတွေကတကယ်ကို share ပါချစ်တို့ရေအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးလည်းစားကြပါအောင်ရှင်